Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ပေါ့နော် Facebook မှာပြောထားတယ်ဒီတင်ပေးမဲ့ပြောထားတယ်ဒီနှင်းစီပန်အိတ်လေးပေါ့နော်ဒီအိတ်နှင်းစီပန်လေးကိုပွားပုံစံလေးအိတ်ပုံစံလေးပေါ့နော်ဒီဒီဇိုင်းလေးထိုးနေလေးတင်ပေးမှာဖြစ်ပါတယ်ချီရတော့ပေါ့နော်အခုဒီထိုင်းထိုချီလေးတုံးထားပါတယ်သူကဒီအခန့်အယောင်ပေါ့နော်အိတ်အယောင်ကကြတော့100 gram 3လုံးကုန်တယ်ပြီးလို့ရှိရင်ဒီပန်းပွင့်အတွက်ကကြတော့1လုံးပြီးရင်အရွက်အတွက်က1လုံးကုန်မယ်ပေါ့နော်ပြီးတော့ size ကကြတော့ဒီမှာကတော့ပြတ်နေတဲ့ 3.0 mm size ကိုတုံးပါမယ်ဆိုတော့ကြတော့ဒီမှာအခန့်အယောင်လေးနဲ့ဆဆချင်းကိုသူ့ရဲ့အိတ်အောက်ခြေအတွက်ပေါ့နော်အခန့်အတွက်စာပြီးတော့ထိုးပါမယ်နော်ဆဆချင်းထိုးမယ်ဆိုရင်တော့သူ့ကိုဖွင့်ပြီး slit stitch လေးကနေပြီးတော့စပြီးတော့ထိုးလိုက်ပါမယ် slit knot လေးပေါ့နော် slit knot လေးစပြီးတော့ထုံလိုက်မယ်ပြီးလို့ရှိရင်တော့ဖွင့်မီလေးထိုးလိုက်ပါမယ်ဖွင့်မီလေးကိုသူ့ကိုဖွင့်မီဘယ်လောက်ထိုးမလဲဆိုတော့ဖွင့်မီ90ထိုးပေးလိုက်မယ်ပေါ့နော်6ခု8ခု10ဒါဆိုတော့ဖွင့်မီ90ထိုးပြီးတော့ပြီဖွင့်မီ90ဆိုရင်တော့သူ့ရဲ့အရှိကတော့10လက်မဝန်းကျင်ရှိပါမယ်တကယ်လို့ကိုကဒီအိတ်ကိုတိထပ်ပို့ပြီးတော့ကြီးတာမျိုးလိုချင်တယ်ဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့အရှိတိုင်းထိုးလို့ရပါတယ်ဒါလေးကတော့10လက်မလောက်ထိုးထားရပါတော့ပြီးတော့ပြီဆိုလို့ရှိရင်တော့သူ့ကိုပါဆက်ထိုးမလဲဆိုတော့အဲ့ရဲ့အောက်ခြေကကြတော့တိုင်တိုလေးတွေနဲ့ထိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့တိုင်တိုလေးတွေထိုးသွားလိုက်ပါမယ်အဲ့တော့တိုင်တိုလေးထိုးဖို့အတွက်ဖွင့်မီတစ်ချက်တက်လိုက်မယ်ဖွင့်မီတစ်ချက်တက်ပြီးလို့ရှိရင်ဒီနောက်ဆုံးထိုးခဲ့ဖွင့်မီကိုကြောဒီတစ်ခုကိုယူပြီးတော့ပေါ့နော်ဒီတစ်ခုယူပြီးတော့ထိုးမယ်အဲ့တော့ဒီလိုလေးခြေလေးကိုတစ်ချက်ဆွဲအပေါ်မှာတပင်ဖြစ်ပြီးဆိုတာဒီလိုလေးထိုးထားလေးရတိုင်တိုလေးပေါ့နော်တိုင်တိုလေးတွေကြီးပဲစုံထိထိုးသွားလိုက်ပါမယ်ဒီအိမ်အောက်ခြေကကြတော့ပေါ့နော်မူရင်းပတ်တန်ထဲမှာတော့သူကတိုင်ရှည်လေးတွေတုံးထားတယ်ထင်တယ်ပေါ့နော်တခြားတော့မမြင်ရဘူးတိုင်ရှည်လေးတွေတုံးထားတဲ့အတိုင်းပဲဒီဟာလေးကိုတော့ပို့ပြီးတော့ကြစ်ကြစ်လေးရချင်တဲ့အတွက်ကြောင့်မို့လို့တိုင်တိုလေးတွေနဲ့ထိုးသွားလိုက်ပါမယ်အောက်ခြေလေးကိုပေါ့နော်အဲ့တော့တိုင်တိုလေးတွေကြီးပဲအစုံထိထိုးသွားလိုက်ပါမယ်နော်တိုင်တိုလေးတွေအဆုံးထိထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးရပါမယ်။သူကဖွင့်မီ90နဲ့စထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တိုင်တိုလေးက90ရှိမှာပေါ့နော်။တကယ်လို့ကိုက beginner ပါညာဆိုလို့ရှိရင်တိုင်လေးပြောင်းမှာပါညာကြောက်ရင်တော့တခါတည်းရှည်ပြီးတော့ထိုးခဲ့ပါ။ပြီးလို့ရှိရင်နောက်တစ်တန်းတက်မယ်နော်။နောက်တစ်တန်းတက်ဖို့အတွက်ကိုဖွင့်မီလေးတစ်ချက်တက်မယ်ပြီးလို့ရှိရင်ဒါလေးကိုဟိုဘက်ကိုလှန်လိုက်ပါမယ်။ပြီးရင်နောက်ဆုံးထိုးခဲ့တဲ့ဖွင့်မီလေးကိုမထိုးဘူးနော်ဒီမှာဒီလိုမျိုးလေးအလေးကိုဒီလိုလေးထိုးပြီးတော့ထိုးပါမယ်။တိုင်တိုလေးပဲပေါ့နော်။ချီလေးကိုဆွဲအပေါ်မှာနှစ်ပင်ဖြစ်ပြီဆိုတာနဲ့တစ်ချက်ထိုးလိုက်မယ်ဒါလေးကတော့တိုင်တိုလေးပါအဲ့တော့ကျတော့တိုင်တိုလေးတွေကြီးပဲတတန်းပြီးတတန်းထိုးသွားလိုက်မယ်တတန်းဆုံးသွားပြီဆိုလို့ရှိရင်တော့ဖွန်မီတစ်ချက်တက်ပြီးလို့ရှိရင်ဟိုဘက်လေးကိုလှန်ပြီးရင်တိုင်တိုလေးတွေကြီးပဲဆက်ထိုးမယ်ပေါ့နော်အဲ့လိုမျိုးတိုင်တိုလေးတွေကြီးပဲကိုဘယ်နှတန်းအထိထိုးသွားလိုက်မလဲဆိုတော့သူ့ရဲ့အိတ်ဖင်ခံအတွက်အိတ်အောက်ခြေပေါ့နော်အောက်အခန်းအိတ်အခန်းအတွက်ကိုတိုင်တိုကို12တန်းထိုးသွားလိုက်ပါမယ်ဒီမှာဆိုရင်ဒါတိုင်တိုတန်းပြီးသွားပြီပေါ့နော်နောက်ထပ်ထပ်ထိုးပြီးတော့တိုင်တိုကို12တန်းအထိရောက်အောင်ထိုးသွားလိုက်ပါမယ်နော်အဆုံးထိထိုးပြီးသွားပြီဆိုရင်တော့ဒီလိုမျိုးလေးရပါပြီနော်ပြီးသွားပြီဆိုလို့ရှိရင်တော့ခြေစားလေးကိုဖြတ်ပြီးတော့တင်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့အောက်ခြေအောက်ခံလေးရပါပြီပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ဘေးဘက်ကပေါ့နော်စဝိုင်းချမ်းပုံစံလေးထိုးပါမယ်သူ့ကိုလည်းခံရောင်လေးနဲ့ထိုးမှာပေါ့နော်အဲ့ဒါလေးထိုးဖို့အတွက်ကိုကြတော့ဆက်စချင်းဖွင့်မီ9ခုနဲ့စားဖွင့်မီ4ခုနဲ့စားလိုက်ပါမယ် slit knot လေးလုပ်လိုက်ပါမယ်ဒီမှာကျတော့ပေါ့နော်တဲ့နဲ့3လေးပြီးလို့ရှိရင်ပထမဆုံးဖွင့်မီလေးတွေကိုဝင်ပြီးတော့ slit stitch လေးလုပ်လိုက်မယ်နော် slit stitch လေးလုပ်ပြီးတော့ခွင်းလေးကိုဆက်လိုက်ပါမယ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာတိုင်ရှည်6တိုင်နဲ့စီမီစကယ်လေးလုပ်မှာပေါ့နော်ဆက်ဝိုင်းချမ်းပုံစံလေးစပြီးတော့ထိုးမှာပါအဲ့တော့ပထမဆုံးတိုင်တက်ဖို့အတွက်ဖွင့်မီ2ချက်တက်လိုက်ပါမယ်ပြီးရင်ခြေလေးကိုတစ်ပတ်ပတ်ပြီးတော့ဒီဖွင့်မီလေးခုနဲ့ခွင်းလေးလောက်ထားတဲ့ဒီထဲလေးကိုဝင်လိုက်မယ်နော်ဒီခြေလေးကိုလည်းတစ်ခါလေးပတ်ပြီးတော့တင်သွားလိုက်ပါမယ်ပြီးရင်ခြေကိုလာဆွဲမယ်အပေါ်မှာ3မိနစ်ဖြစ်သွားပြီဆိုလို့ရှိရင်တော့တိုင်ရှည်လေးဆက်ပြီးတော့ထိုးပါမယ်အဲ့တော့ဒီမှာတိုင်ရှည်ကခုနဖွင့်မီ2ချက်တိုင်ရဲ့ဒီတိုင်ရဲ့ဆိုတော့2တိုင်ရှိသွားပါပြီဆိုတော့နောက်ထပ်4တိုင်ထပ်ထိုးပါမယ်စုစုပေါင်း6တိုင်ပေါ့နော်
3တိုင်အဲ့ဆိုရင်တော့ဒီလိုမျိုးဆက်ဝိုင်းချမ်းပုံစံမျိုးလေးရပါမယ်နည်းနည်းပွနေတဲ့ဒီကွင်းကားချောင်းနေတဲ့ဘာညာထင်ဒီကြိုးလေးကိုဆွဲပြီးတော့တင်လို့ရပါတယ်နော်ပြီးသွားပြီဆိုရင်တော့နောက်ထပ်တစ်တန်းဒါတစ်တန်းပြီးသွားပြီလို့ရှိမယ်ပေါ့နော်ပြီးရင်နောက်ထပ်တစ်တန်းတက်မယ်နောက်ထပ်တစ်တန်းတက်ဖို့အတွက်ကိုတိုင်ရှိတစ်တိုင်းစာအတွက်ဖွင့်မီ2ချက်တက်လိုက်ပါမယ်ပြီးရင်ဟိုဘက်လေးကိုလှန်လိုက်မယ်ဒီဖွင့်မီ2ချက်ကတစ်တိုင်းအနေနဲ့ရေးမှာပေါ့နော်ပြီးလို့ရှိရင်သူကဒီတိုင်းပေါ်မှာထိုးရမှာဒီတိုင်းပေါ်မှာတစ်တိုင်းထိုးပြီးသွားပြီပေါ့နော်သူကတစ်ပေါက်ဒီမှာ2တိုင်းထိုးချင်တာဖြစ်တဲ့အတွက်ဒီတိုင်းထဲမှာနောက်ဆုံးတိုင်းထဲမှာပဲနောက်တစ်ချက်ထပ်ပြီးတော့ထိုးပါမယ်အဲ့တော့ဒီတစ်ပေါက်ထဲမှာ2တိုင်းဖြစ်သွားပြီပေါ့နော်ပြီးလို့ရှိရင်တော့ဖွင့်မီလေးတစ်ချက်ထပ်ထိုးမယ်ပြီးရင်နောက်ထပ်တစ်တိုင်းနဲ့ကိုဝင်ပြီးတော့လည်းအဲ့လိုပဲတိုင်ရှည်လေး2တိုင်းထိုးပါမယ်တစ်ပေါက်ချင်းစီတိုင်းမှာတိုင်ရှည်2တိုင်းစီလိုက်ပြီးတော့ထိုးလိုက်ပါမယ်နော်ဖွင့်မီတစ်ချက်တိုင်ရှည်2တိုင်းဒီပုံစံလိုက်တိုင်းအဆုံးထိသွားလိုက်မယ်အဲ့ပြီးသွားပြီဆိုလို့ရှိရင်တော့သူကတိုင်ရှည်က12တိုင်ရှိရမယ်ပြီးလို့ရှိရင်ဖွင့်မီတစ်ခုစီထိုးထားတဲ့ဟာကတော့9ခုရှိရပါမယ်ဒီမှာနောက်ဆုံးဒီမှာဖွင့်မီ2ချက်တက်ပြီးတော့တက်ထားတဲ့တိုင်လေးပေါ်မှာလည်းထိုးမယ်နော်သူ့ပေါ်မှာလည်း2တိုင်မှာအဲ့တော့အကုန်လုံးတိုင်ကိုတိုင်ပေါ်2တိုင်စီလိုက်ထိုးမယ်ဒီမှာဆိုတော့ဒီမှာ2 4 6 8 12ခုရှိမယ်ပြင်ဒီလိုကြားထဲက1ခု2ခု3ခု4ခု5ခုရှိပါမယ်နော်ဒါဆိုရင်ဒီလိုဆက်ဝိုင်းချမ်းပုံစံလေးဖြစ်နေပါတယ်ပြီးတော့ဆိုရင်နောက်ထပ်တစ်တန်းတက်မယ်နောက်ထပ်တစ်တန်းတက်ဖို့အတွက်ဖွင့်မီ2ချက်ထိုးလိုက်ပါမယ်ပြီးလို့ရှိရင်ဟိုဘက်ကိုလှန်လိုက်မယ်ပြီးလို့ရှိရင်ဒီဖွင့်မီ2ချက်တစ်တိုင်ဒီတိုင်ပေါ်မှာထိုးတာဖြစ်တဲ့အတွက်ဒီတိုင်ပေါ်မှာထပ်ပြီးတော့ထိုးစရာမလိုတော့ဘူးเนาะပြီးတော့ဆိုတော့နောက်ထပ်တစ်တိုင်ပေါ်ကိုသွားမယ်နောက်ထပ်တစ်တိုင်ပေါ့နော်နောက်ထပ်တစ်တိုင်ပေါ်မှာကျတော့ဘယ်လိုထိုးမလဲဆိုတော့ဒီမှာတိုင်ပွားလေး2တိုင်ထိုးလိုက်ပါမယ်တစ်ပေါက်ထဲမှာ2တိုင်ထိုးမယ်ပေါ့နော်ပြီးရင်ဒီနာကဖွင့်မီနီယာရောက်သွားပြီဖြစ်တဲ့အတွက်သူ့ကိုဖွင့်မီနီယာအတိုင်းထိုးမယ်ပြီးလို့ရှိရင်တစ်တိုင်ပြီးလို့ရှိရင်ဒီဘက်တိုင်ရောက်ပြီဆိုရင်ခုနအတိုင်းပဲသူ့ပေါ်မှာ2တိုင်ထိုးမယ်အဲ့တော့ကျတော့သူ့ရဲ့ပုံသေးနီးကဘယ်လိုလဲဆိုတော့ဒီအပေါက်ကိုမရောက်မီတိုင်ပေါ့နော်ဒီအပေါက်ကိုအပေါက်ရဲ့ရှေးကတိုင်အပေါက်မရောက်မီတိုင်ဘယ်လိုမှမရရနော်အပေါက်မရောက်မီတိုင်မှာတိုင်ပွားထိုးပါမယ်ကျန်တဲ့တိုင်တွေကတော့တိုင်စီပဲပေါ့နော်အဲ့တော့ဒီမှာကတစ်တိုင်ထိုးမယ်ပြီးရင်ဒီမှာအပေါက်မရောက်မီတိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့သူကို2တိုင်ထိုးမယ်ဒီအိတ်လေးကတော့မစ်ကော့တွန်တို့ဘာလို့လဲပေါ့နော်ထိုးလို့လည်းမရဘူးတော့မဟုတ်ဘူးရတော့ရတယ်ဒါပေမဲ့အိတ်ထိုးတာဆိုတော့ကြတော့ပေါ့နော်မစ်ကော့တွန်နဲ့ထိုးရင်ကြတော့အကျန်းတော့မခံဘူးပေါ့နော်လှတာကတော့မစ်ကော့တွန်နဲ့ထိုးတာကပို့ပြီးတော့တန်းလိုက်လှအောင်မယ်သူကဘာလို့လဲဆိုတော့ခြီကခပ်ပေါ့ပေါ့ဒီဇိုင်းဆိုတော့လေသူကအလှကပိုလှတယ်ဒါပေမဲ့ဒီထိုင်းထိုးချင်နဲ့ထိုးတာကကြတော့အကျန်းခံနေပေါ့နော်တခြားခြီဆိုလို့ရှိရင်တော့မြန်မာခြီ5 line ထိုးလို့ရမယ်ပြီးရင် Ohana 8 line ပေါ့နော် Ohana 8 line လည်းထိုးလို့ရမယ်မြန်မာချီ5 line ဆိုရင်တော့အခုထိုးတဲ့ထိုင်း8ထိုးချီထက်နည်းနည်းလေးသေးမယ်ထင်တယ်เนาะပြီးလို့ရှိရင် Ohana 8 line နဲ့ထိုးရင်ကြတော့ဒီကောင်ထက်နည်းနည်းလေးကြီးမယ် cloud candy နဲ့လည်းထိုးလို့ရတယ်ဆိုပေမဲ့ cloud candy ကကြတော့ချီ size တော်တော်ကြီးတယ်ဆိုတော့တိတ်တော့အားမပေးချင်ဘူးပေါ့เนาะအရန်ကြီးထူပြီးတော့ပတ်ဝန်းကြီးလည်းအရန်ကြီးသွားမှာဆိုလို့အဲ့တော့ဒီဟာနဲ့ထိုးမယ်ဆိုလို့ရှိရင်တော့ဒီထိုင်းထိုးချီနဲ့ထိုးတာတော့အကောင်းဆုံးပါပဲပြီးလို့ရှိရင်နောက်ဆုံးတစ်ခုပြောချင်တာကဒီမှာသူကအပေါက်မရောက်မီတိုင်မှာတိုင်ပွားတာပေါ့နော်ဒါပေမဲ့ဒီမှာကျတော့အပေါက်မရှိဘူးဒါပေမဲ့ဒီနောက်ဆုံးတိုင်မှာလည်းတိုင်ပွားလေးပဲထိုးမယ်နော်
ဒါဆိုလို့ရှိရင်တော့စုပေါင်း1တန်း2တန်း3တန်းပြီးသွားပါပြီပြီးသွားပြီဆိုရင်နောက်ထပ်1တန်းတက်မယ်နောက်ထပ်1တန်းတက်ဖို့အတွက်ဖွန်မီ2ချက်ပြီးရင်ဟိုဘက်လေးကိုလှမ်းဒီတိုင်ပေါ်မှာထိုးပြီးသွားပြီဖြစ်တဲ့အတွက်ဒုတိယတိုင်ပေါ်မှာထိုးမယ်ဒီမှာလဲတတိုင်မယ်ဒီမှာအပေါင်းမရောက်မီတိုင်ကိုရောက်သွားပြန်ပြီเนาะအပေါင်းမရောက်မီတိုင်ကိုရောက်သွားပြီဆိုတော့ကြတော့သူ့ကိုတိုင်ပွားလေးထိုးမယ်အပေါင်းမရောက်မီတိုင်တိုင်းမှာတိုင်ပွားထိုးမယ်เนาะပြီးရင်အပေါက်အတွက်ဖွန်မီလေးတစ်ချက်ထိုးမယ်ပြီးလို့ရှိရင်ဒီမှာကတစ်ပေါက်တစ်တိုင်မယ်ပြီးရင်ဒီမှာအပေါင်းမရောက်မီတိုင်ရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူကိုဟိုလေးထိုးလိုက်မယ်တိုင်ပွားလေးထိုးလိုက်မယ်တစ်ပေါက်ထဲမှာ2တိုင်ထိုးမှာပေါ့နော်ပြီးရင်အပေါက်ပြီးရင်တစ်ပေါက်တစ်တိုင်တစ်ပေါက်တစ်တိုင်ဒီတစ်ပေါက်ထဲမှာ2တိုင်ဒီပုံစံလေးတိုင်းဆုံးထိထိုးသွားလိုက်မယ်နော်ဒီမှာလဲနောက်ဆုံးတိုင်လေးကိုရောက်လာပြီဒီမှာလဲတိုင်ပွားလေးထိုးမယ်နော်တခုမှတ်ထားရမှာကဒီမှာအပေါက်မရှိတော့ဒီဟာလေးကိုမေ့မှာဆိုရင်လည်းပေါ့နော်အဲ့တော့တခုမှတ်ထားလို့ရတာကအဆုံးတိုင်ဒီအမြဲတမ်းတိုင်ပွားပေါ့နော်ဒီမှာလဲတိုင်ပွားနဲ့ဆုံးခဲ့တယ်ဒီမှာလဲတိုင်ပွားနဲ့ပဲဆုံးတယ်အဆုံးဒီအမြဲတမ်းတိုင်ပွားနဲ့ဆုံးမယ်နော်ပြီးရင်နောက်ထပ်1တန်းတက်ဖို့အတွက်ဖွန်မီ2ချက်ပြီးလို့ရှိရင်ခုနအတိုင်းပဲဒီတိုင်ပေါ်မှာထိုးပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်ပေါ်မှာထိုးမယ်ပြီးရင်နောက်ထပ်လည်းတစ်ပေါက်တစ်တိုင်မယ်ပြီးလို့ရှိရင်ဒီမှာအပေါက်နေရာရောက်ပြီပေါ့နော်အပေါက်နေရာရောက်တဲ့တိုင်ရောက်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူကိုတစ်ပေါက်ထဲမှာပဲဒီတစ်တိုင်ပေါ်မှာပဲ2တိုင်ထိုးမယ်တိုင်ပွားထိုးမယ်ပေါ့နော်ဘလို့ပြောရတယ်တိုင်ရှည်လေးတွေကို2ချက်ထိုးလိုက်မယ်ပြီးရင်ဖွန်မီ1ချက်ပြီးလို့ရှိရင်ကျန်တာကတစ်ပေါက်တစ်တိုင်ဒီမှာအပေါင်းနားမရောက်ခင်တိုင်ရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုတိုင်ပွားထိုးမယ်ပတန်လေးကိုတော့အလွယ်လေးပဲမှတ်လိုက်မယ်နော်ပြီးရင်ဖွန်မီတစ်ချက်အလိုလေးပဲထိုးသွားလိုက်မယ်ပြီးလို့ရှိရင်ဒီအစုံနေရာရောက်ရင်တိုင်ပွားနဲ့စုံမှုမမေးနဲ့နော်အဲ့တော့ကြောင့်ဒီပုံစံတိုင်းလေးဘယ်နှတန်းထိုးသွားမလဲဆိုတော့ဒီမှာဆိုရင်1တန်း2တန်း3တန်း4တန်းရှိသွားပြီပေါ့နော်4တန်းပြီးသွားပြီဒါရောဆို5တန်းပြီးသွားပြီဒါရောဆို5တန်းရှိမယ်ပေါ့နော်အဲ့ဒါကိုစုစုပေါင်းဘယ်နှတန်းထိုးမလဲဆိုတော့19တန်းအထိထိုးပါမယ်19တန်းဒီထိုးပြီးသွားပြီဆိုလို့ရှိရင်เนาะသူဒီဟာနဲ့ထိုးမဲ့အပိုင်းရပြီးသွားပြီပေါ့เนาะပြီးလို့ရှိရင်အရွက်အပိုင်းလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့19တန်းအထိဒီပတ်တန်တိုင်းထိုးသွားပြီဆိုလို့ရှိရင်เนาะနောက်ထပ်တစ်ခေါက်ပြန်ပြောပေးမယ်เนาะ19တန်းအထိကိုဒီလိုပဲအပေါင်းမရောက်ခင်တိုင်းလေးဒီမှာတိုင်ပွားလေးတွေထည့်ပြီးထိုးသွားမယ်အစုံနေရာမှာတိုင်ပွားလေးထည့်ဖို့မမေးနဲ့เนาะ19တန်းဒီထိုးပြီးသွားပြီဆိုလို့ရှိရင်เนาะဒီလိုမျိုးလေးရပါမယ်เนาะဒီလိုလေးစဝိုင်းချန်လေးပါပြီးသွားပြီဆိုလို့ရှိရင်เนาะသူ့ကိုဟွာပေါ့เนาะအစိမ်းရောင်လေးပြောင်းလိုက်ပါမယ်ဒီမှာအစိမ်းရောင်အရွက်အပိုင်းလေးထိုးရမှာပေါ့နော်ထိုးမှဆိုတော့ကျတော့ဒီနောက်ဆုံးထိုးခဲ့တဲ့တိုင်လေးကဖွင့်မိလေးတိုင်လေးကနောက်ဆုံးအချက်လေးကိုအစိမ်းနဲ့ပြောင်းထိုးလိုက်မယ်နော်ဒါဆိုရင်အစိမ်းရောင်လေးရပြီပြီးလို့ရှိရင်ဒီအစနဲ့အစုံလေးကိုတစ်ချက်နဲ့ခြိပေးလိုက်မယ်ပြီးရင်တော့ခြေစားလေးညှက်ပြီးတော့ဒီခြေစားလေးကိုတော့တင်လိုက်မယ်ပေါ့နော်အချိုအလေးနဲ့ဒီမှာအစိမ်းရောင်လေးတက်မယ်ဆိုလို့ရှိရင်ပထမဆုံးဖွန်မီလေးတစ်ချက်တက်လိုက်ပါမယ်ပြီးလို့ရှိရင်ဟိုဘက်ကိုလှန်လိုက်လင်းလို့ဒီဘက်လေးကိုလှန်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒီမှာသူကတိုင်တိုလေးထိုးမှာပါဒါကနောက်မှတင်လိုက်တော့မယ်အဲ့တော့တိုင်တိုလေးတစ်ချက်ထိုးမယ်ပြီးလို့ရှိရင်ဖွန်မီ3ချက်ထိုးမယ်ပြီးလို့ရှိရင်ဒီမှာတစ်ခုနှစ်ခုကျော်ပြီးတော့3ခုမြောက်မှာတိုင်တိုလေးတစ်တိုင်ထိုးပါမယ်အဲ့တော့ဒီလိုပုံစံမျိုးလေးရမယ်နော်ပြီးလို့ရှိရင်ဖွင့်ပြီး3ချက်ပြီးရင်နှစ်ခုကျော်ပြီးတော့တိုင်တိုလေးတစ်တိုင်ဒီပုံစံလေးတိုင်းတွားလိုက်ပါမယ်ဖွင့်ပြီးက3ချက်
ပြီးရင်အောက်မှာကျတော့2ပေါက်ပဲကြော်မယ်နော်အပေါ်ကထိုးရတော့3ချက်ပြီးရင်တိုင်တိုးတစ်တိုင်းဒီပုံစံလေးတိုင်းစုံထိထိုးသွားလိုက်မယ်နော်ဒီတန်းကတော့ဒီလိုလေးပဲလွယ်လွယ်လေးပဲဒီလိုလေးပါအစုံထိထိုးသွားလိုက်မယ်1 2 3ဒီမှာပေါ့နော်ဒီလိုဒီနေရာကိုရောက်ပြီဆိုရင်လည်းသူ့ကိုလည်းဖွင့်ပြီးတိုင်တိုင်းအနေနဲ့ရေးမယ်နော်အဲ့တော့1 2 3ဒီမှာဆိုရင်2ခုကြော်ရမှာပေါ့နော်အဲ့ဆိုရင်ဒီဟာတစ်ခုဒီဟာတစ်ခု2ခုကြော်ပြီးတော့ဒီမှာထိုးလိုက်မယ်ဒီချင်းနေရရောက်လို့ရှင်လဲသူ့ကိုလည်းတစ်ခုအနေနဲ့ရေးပြီးတော့ထိုးသွားလိုက်မယ်နော်အဆုံးထိထိုးပြီးသွားပြီဆိုရင်တော့ဒီလိုလေးရပါပြီဒီမှာတစ်ခုကို2ပေါက်စီကြော်တာပေါ့နော်တစ်ခုပို့နေတော့ကြာဒီနောက်ဆုံးမှာတော့သူ့ကို3တိုင်းကြော်ထားလိုက်တယ်ပြီးလို့ရှိရင်နောက်ထပ်တစ်တန်းတက်ဖို့အတွက်ဖော်မီလေးတစ်ချက်ထိုးပါမယ်ပြီးလို့ရှိရင်ဟိုဘက်လေးကိုလှမ်းမယ်ဒီအတန်းကကျတော့ပို့ပြီးတော့ရိုးရှင်းနေပေါ့နော်ဒီတန်းကကျတော့ဖွင့်မီတစ်ချက်စီလိုက်ထိုးရုံမယ်sorry တိုင်တိုတစ်ချက်စီလိုက်ထိုးရုံမယ်ဒီမှာတိုင်တိုလေးတစ်တိုင်းထိုးလိုက်တယ်ပြီးလို့ရှိရင်ဒီကြားထဲမှာတိုင်တို3တိုင်းထိုးမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီပေါ်မှာတိုင်တိုတစ်တိုင်းဒီခွင်းထဲမှာတိုင်တို3တိုင်းဒီပုံစံလေးတိုင်းအဆုံးထိထိုးသွားလိုက်မယ်နော်တိုင်တိုပေါ်မှာတိုင်တိုတစ်တိုင်းခွင်းထဲမှာတိုင်တို3တိုင်းစီဒီလိုမျိုးလေးရပါမယ်ဒါလေးတိုင်းအဆုံးထိထိုးသွားလိုက်မယ်နော်အဆုံးထိထိုးပြီးတော့ပြီဆိုရင်တော့ဒီလိုမျိုးလေးရပါပြီနော်ဒီလိုမျိုးလေးရပြီပြီးတော့ပြီဆိုရင်တော့နောက်ထပ်တစ်တန်းတက်ပါမယ်နောက်ထပ်တစ်တန်းကကြာအရွက်ထိုးရအောင်ပါပေါ့နော်အရွက်ထိုးဖို့အတွက်ကိုဖွင့်မီလေးတစ်ချက်တက်လိုက်မယ်ပြီးရင်ဟိုဘက်ကိုလှမ်းလိုက်မယ်နော်ပြီးရင်တိုင်တိုကို9တိုင်းထိုးလိုက်မယ်1 2 3 4 5 6 7 8 9 9တိုင်းဆိုရင်ဒီတိုင်ရဲ့ထိတ်ကိုရောက်သွားပြီပေါ့နော်9တိုင်ထိုးပြီးသူကကြအရွက်ကဘယ်လိုလာလဲဆိုတော့ဒီလိုမျိုးနှစ်ခုပေါ့နော်ဒီလိုအပေါက်ဒါကိုအပေါက်လို့ရေးလိုက်မယ်နော်ဒီနှစ်ခုကိုအရွက်တစ်စုံအနေနဲ့အဲ့လိုမျိုးလေးထွက်မှာပေါ့နော်ပြီးတော့ရင်ပြီးတော့ရဆိုရင်အရွက်ထိုးဖို့အတွက်ကိုဖွင့်ပြီး4ချက်ထိုးလိုက်မယ်ဒီထိုးထားတဲ့တိုင်ရဲ့ဘေးကရက်ကတိုင်မှာမှတ်ချိတ်လေးတစ်ချက်မှတ်ထားလိုက်မယ်နော်ရောမသွားအောင်လို့ပြီးတော့ပြီဆိုလို့ရှိရင်သူ့ကိုဘယ်လိုလုပ်မလဲဆိုတော့ကျတော့ဒီတိုင်အောက်ခြေမှာလှမ်းပြီးတော့ထိုးမယ်ပထမဆုံးတိုင်ပေါ့နော်ဒီအတန်းပထမဆုံးတိုင်အောက်ခြေမှာဒီလိုဒီအောက်ကနေပြီးတော့ဒီအပေါ်ကိုထိုးမယ်နော်ဒီလိုလေးပါထိုးပြီးတော့ပြီဆိုရင်ခြေကိုလှမ်းဆွဲယူမယ်တို့ခြေနှစ်ကွင်းဖြစ်သွားပြီဆိုလို့ရှိရင်တိုင်တိုပုံစံမျိုးပဲဆိုလေးထိုးပေးလိုက်မယ်ဒါလေးကနည်းနည်းဆက်ဆက်ချင်းထိုးခြင်းဆိုရင်နည်းနည်းကြောင်းတလောင်ဖြစ်လိမ့်မယ်နော်နည်းနည်းလက်ပေါက်ကတ်တယ်လို့ဖြစ်လိမ့်မယ်ဒါပေမဲ့2ရက်3ရက်လောက်ထိုးပြီးသွားပြီဆိုရင်အချိန်မှာရန်လွယ်သွားလိမ့်မယ်နော်ပြီးတော့ပြီဆိုရင်နောက်ထပ်ကတိုင်တိုတစ်တိုင်းပြီးရင်ခြေလေးကိုပတ်ဆွဲပြီးတော့တိုင်လက်တစ်တိုင်းပြီးရင်ခြေလေးကိုပတ်ဆွဲပြီးတော့တိုင်ရှည်က2တိုင်းထိုးမယ်တိုင်ရှင်းနဲ့တိုင်ထိုးမယ်ပြီးလို့ရှိရင်တိုင်လက်တစ်တိုင်ပြီးရင်တိုင်တိုတစ်တိုင်ပေါ့နော်ထိုးလိုက်ပြီဆိုရင်ဒီလိုပုံစံလေးရပါမယ်ဒါဆိုရင်တော့ရွက်လေးပေါ့နော်တစ်ချမ်းရပါပြီပြီးရင်နောက်ထပ်တစ်ချမ်းထိုးဖို့အတွက်ကိုမှ1 2 3 4ဖွင့်ပြီး4ခုထိုးလိုက်မယ်ပြီးလို့ရှိရင်သူ့ကိုကြဘယ်နားမှာထိုးမလဲဆိုတော့အခုကဒီနားမှာထိုးတာเนาะအဲ့တော့ဒီနောက်ထပ်ဒီတိုင်တိုလေးပေါ့နော်ဒီတိုင်တိုလေးရဲ့အောက်ကဒီအောက်တက်တဲ့တိုင်ဒီတိုင်လေးမှာထိုးမယ်အဲ့တော့ဒီတိုင်လေးရဲ့အောက်ကတိုင်ကိုအပေါ်ကနေပြီးတော့ဒီလိုမျိုးလေးအပေါ်ကနေအောက်ကိုဒီလိုမျိုးလေးသွားမယ်เนาะပြီးရင်ခြေကိုလမ်းဆွဲယူလိုက်မယ်ပြီးရင်တိုင်တိုလေးထိုးလိုက်ပါမယ်တိုင်တိုလေးထိုးပြီးတော့ရရင်ဒီလိုလေးရပါပြီဆိုရင်ဒီလိုလေးလှည့်လိုက်ဒီလိုလေးလှည့်ပြီးရင်ဒီကွင်းလေးရသွားပြီပြီးလို့ရှိရင်ဒီကွင်းထဲမှာခုနကပုံစံအတိုင်းပဲတိုင်တိုတစ်တိုင်းတိုင်လက်တစ်တိုင်းတိုင်ရှည်2တိုင်ဒါကတိုင်ရှည်နေရပြီနော်တိုင်ရှည်တစ်တိုင်2တိုင်ပြီးလို့ရှိရင်တိုင်လက်တစ်တိုင်ပြီးရင်တိုင်တိုတစ်တိုင်ဒီပုံစံလေးတိုင်းခုနပုံစံအတိုင်းပဲเนาะတူတူပဲထိုးလိုက်မယ်ဒါဆိုတော့သူကအရွက်စုံလေးကဒီလိုလေးရပါပြီရပြီးတော့ပြီဆိုရင်တော့ဒီမချိတ်မှတ်ထားတဲ့ stitch လေးမှာထိုးမယ်မချိတ်လေးကိုဖြုတ်လိုက်မယ်เนาะတို့ဘာထိုးမလဲဆိုတော့တိုင်တိုလေးရဲ့ထိုးမယ်တိုင်တိုကို8တိုင်ထိုးပေးမယ်เนาะတစ်တိုင်
2တိုင်း3တိုင်း4တိုင်း5 6 9 10တိုင်းဒီထိုးလိုက်မယ်ဒီဘက်ကဒါလေးကဒီလိုမျိုးအပွင့်ဆုံးပုံစံအရွက်စုံလေးပုံစံမျိုးလေးရပါတော့နော်ပြီးတော့ပြီဆိုလို့ရှိရင်မကြိတ်လေး10တိုင်းပြီးကက်ရက်တိုင်းလေးကိုမကြိတ်လေးတစ်ချက်မှတ်ထားပေးလိုက်မယ်ပြီးတော့ပြီဆိုရင်ဒီပုံစံအတိုင်းပဲပြန်ပြီး repeat လုပ်မယ်ပေါ့နော်အဲ့တော့ကျတော့ဖွင့်မီလေး၄ခုထိုးပြီးလို့ရှိရင်ဒီမှာကျတော့သူ့ကိုဘယ်နာထိုးမလဲဆိုတော့ခုနကထိုးခဲ့တဲ့တိုင်ပေါ့နော်ဒီတိုင်အောက်ခြေတိုင်ပဲခုနထိုးခဲ့ဒီနာပေါ့နော်ဒီဘက်ကလာခဲ့တဲ့အရွက်ဒီကနေဒီလိုမျိုးလေးလာမယ်ပြီးရင်ခြီလေးကိုဆွဲယူလိုက်မယ်ပြီးရင်တိုင်တိုပုံစံလေးထိုးလိုက်ပါမယ်နော်အဲ့ဒါဆိုရင်ဒီပုံစံလေးခွင်လေးပြန်ရပြီဒီလိုထိုးရလေးကဆဆချင်းဆိုရင်တော့နည်းနည်းမျက်စိလေးနည်းနည်းစိတ်ရှိပြီနော်တိုင်တိုတစ်တိုင်တိုင်လက်တစ်တိုင်ပြီးရင်တိုင်ရှိနှစ်တိုင်တိုင်လက်တစ်တိုင်တိုင်တို့တစ်တိုင်ထိုးပါမယ်ဒါဆိုရင်အရွက်နောက်ထပ်တစ်ချမ်းထပ်ရပြီပေါ့နော်ဒီလိုလေးပါပြီးတော့ဆိုရင်ဖွင့်ပြီး၄ချက်ပြီးရင်နောက်ထပ်အခုဒီမှာထိုးထားဖြစ်တဲ့အတွက်ဒီတိုင်ပေါ့နော်ဒီတိုင်ထိုးထားတဲ့သူ့ရဲ့အောက်ကတိုင်ဒီတိုင်ကနေဒီလိုလေးထိုးမယ်ခြေလေးကိုဆွဲယူပြီးတော့တိုင်တိုလေးထိုးမယ်ပြီးရင်ဟိုဘက်လေးကိုလှည့်ပြီးရင်ဒီကွင်းလေးထဲမှာအရွက်လေးပုံမှန်တိုင်းပုံမှန်ထိုးနေကြတိုင်းတိုင်တိုတစ်တိုင်တိုင်လက်တစ်တိုင်တိုင်ရှိနှစ်တိုင်ပြီးရင်တိုင်လက်တစ်တိုင်ပြီးရင်တိုင်တိုတစ်တိုင်ဒါဆိုရင်တော့နောက်ထပ်အရွယ်စုံလေးတစ်ခုပြီးသွားပြီအရွယ်လေးနှစ်စုံပြီးသွားပြီနော်ပြီးသွားပြီဆိုရင်ခုနကမချိတ်မှတ်ထားတဲ့ stitch ထဲမှာ stitch ကနေစပြီးတော့နောက်ထပ်တိုင်တို10တိုင်ထိုးပါမယ်1 2 3 4 5 6 9 10 11 ပြီးလို့ရှိရင်ဒီကောင်လေးကိုမချိတ်လေးနဲ့ပြန်မှတ်လိုက်မယ်ပြီးရင်ဖွင့်မီလေးကိုပြီးရင်ဒီမှာခုနထိုးခဲ့တဲ့ဒီပေါက်နော်ခုနဒီအပေါ်ကနေလာတော့ဒီပေါက်ကိုထိုးခဲ့ဒီပေါက်ကနေဒီလိုမျိုးလေးသွားမယ်ဒီလောက်ဆိုလို့ရှိရင်တော့အရွက်ထိုးတာလေးကရပြီထင်ပါတယ်နော်အဲ့တော့ကြတော့ဒီလိုမျိုးအရွက်ကိုအစုံလိုက်စုံလိုက်လေးဘယ်နှခုထိုးမလဲဆိုတော့ဒါတော့တစ်ခုလို့မယ်နော်တစ်စုံနှစ်စုံစုစုပေါင်း14စုံအထိထိုးသွားလိုက်မယ်ပေါ့နော်တစ်ခုနှစ်ခုအဲ့လိုမျိုးစုစုပေါင်း14ခုအထိထိုးလိုက်မယ်နော်14ခုအထိထိုးပြီးသွားပြီဆိုရင်တော့ဒီလိုမျိုးလေးရပါပြီဒါတော့ဒီနားရောက်သွားပြီပေါ့နော်အဲ့ဆိုရင်သူ့ကိုကြတော့ဘယ်လိုမျိုးထိုးမလဲဆိုတော့ကြတော့အပွင့်နေရာကိုsorry အရွက်နေရာက14ခုပြီးသွားပြီပေါ့နော်14ခုပြီးသွားပြီဆိုတော့ကြတော့ကြံတဲ့အပိုင်းကိုကြတော့အကုန်လုံးတိုင်တိုလေးတွေကြီးပဲထိုးသွားလိုက်ပါမယ်အဆုံးထိထိုးပြီးသွားပြီဆိုလို့ရှိရင်เนาะဒီကောင်လေးကိုချီစတက်တက်ပါမယ်เนาะအဲ့တော့ဒီဟာလေးကအရွက်အပိုင်းကပြီးသွားပြီပေါ့နော်အရွက်အပိုင်းပြီးသွားပြီဖြစ်တဲ့အတွက်နောက်ထပ်ထိုးမှာကကြတော့အပွင့်လေးထိုးပါမယ်အပွင့်ကကြတော့သူကထိုးနီးနှမျိုးရှိတယ်ပေါ့နော်အဲ့တော့ဆက်ချင်းဒီနားလေးမှာခြီလေးစကောက်လိုက်မယ်ဒီအရွက်စုံလေးဒီအောက်ကြားထဲကနေဝင်ပြီးတော့ပေါ့နော်ခြီလေးစကောက်ပြီးဒီလိုလေးယူလိုက်ပါမယ်ဒါလေးဆိုလို့ရှိရင်ဒါလေးကခြီလေးဒီမှာဆက်ယုံလေးပေါ့နော်ပြီးသွားလို့ရှိရင်သူ့ကိုဖွင့်ပြီး12ခုထိုးပေးလိုက်မယ်နော်1 2 3 4 5 6 9 10 11 12ခုထိုးပြီးတော့တိုင်ရှည်ထိုးဖို့အတွက်ခြီလေးပတ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ3ခုမြောက်ဖွင့်ပြီးကိုယူမယ်နော်1 2 3ခုမြောက်ကို3ခုမြောက်မှာတိုင်ရှည်လေးတွေထိုးပါမယ်တိုင်ရှည်ကို2တိုင်ထိုးပေးလိုက်မယ်
အဲ့တော့ဒီတစ်ပေါက်ထဲမှာတိုင်ရှည်3တိုင်တစ်ပုံမျိုးဖြစ်သွားတာပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်အပေါက်တွေမှာလည်းတိုင်ရှည်လေးတွေကိုတစ်ပေါက်ကို3တိုင်လုံးထိုးသွားလိုက်မယ်သူကကြောင့်နှင်းစီပန်းခွေလေးထိုးမှဖြစ်တဲ့အတွက်ကြောင့်တိုင်ပွားလေးကိုတစ်ပေါက်ကို3တိုင်နှုံးထည့်လိုက်မယ်ပေါ့နော်တိုင်ရှည်3တိုင်2တိုင်3တိုင်ဒီလိုမျိုးလေးအကုန်လုံးထိုးသွားလိုက်မယ်ဒီမှာနောက်ဆုံးအကုန်လုံးပေါ့နော်တစ်ပတ်ကို3နိုင်စီထိုးခဲ့ရနေနောက်ဆုံးတစ်ခုရောက်ပြီဆိုရင်ကြတော့သူ့ကိုဘယ်လိုထုံးမလဲဆိုတော့တိုင်ချေတစ်တိုင်ပြီးလို့ရှိရင်နောက်ထပ်တစ်တိုင်ကိုကြတော့တိုင်လက်ထိုးလိုက်မယ်နော်တိုင်လက်တစ်တိုင်ပြီးရင်နောက်ဆုံးတစ်တိုင်ကိုတိုင်တိုးထိုးလိုက်မယ်သူ့ကိုအဲ့လိုမျိုးအနာသိန်းလေးပုံစံလေးဖြစ်အောင်လို့ပေါ့နော်အဲ့ဒါဆိုတော့ဒီလိုလေးရပါပြီအဲ့ဒါဆိုရင်တော့သူ့ကိုဒီလိုလေးခွေလိုက်ရင်နေစီပန်းပုံလေးရပြီပေါ့နော်ဒါမျိုးလေးပါရတော့ပြီဆိုတော့သူ့ကိုဘယ်လိုလုပ်မလဲဆိုတော့နေစီပန်းပုံလေးဖော်လိုက်မယ်ပြီးလို့ရှိရင်ဒီနောက်လေးကနေပြီးတော့ပေါ့နော်ဟိုလေးဒီမှာနောက်လေးပြန်ထွက်လိုက်နော်ပြီးရင်ခြီလေးကိုယူပြီးရင်တိုင်းလိုပုံစံလေးထိုးလိုက်မယ်ပြီးလို့ရှိရင်တော့ခြီလေးဖြတ်လို့ရပါပြီအရန်ရှည်လေးထားကြမလို့နော်ပြီးရင်ခြီစားလေးတင်လိုက်မယ်ပြီးရင်တော့ဒီခြီလေးကိုဒီဘက်ကပထမအစကောက်ခဲ့တဲ့ခြီစားလေးနဲ့ပေါ့နော်နှစ်ခုကိုပို့ပြီးတော့ခြီလိုက်မယ်ဒီအောက်ထပ်လေးမှခြီလိုက်မယ်ပေါ့နော်ဒါလေးကိုခိုင်ခိုင်လေးဖြောင်းချီလိုက်ပါမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒါလေးကိုဒီအရှိဘက်ကိုအစားလေးပြန်ထုတ်မယ်ဒါလေးကတော့ခြီစာသိမ်းမှုပေါ့နော်ခြီစာသိမ်းမှုရဲ့ပို့ပြီးတော့ခိုင်မှုရဲ့လောက်တာပါပြီးရင်ဒီနှစ်ခုကိုဒီအထဲထဲမှာလည်းတစ်ခေါက်ထပ်ခြီပေးလိုက်မယ်ပြီးတော့ပြီဆိုရင်တော့ဒီခြီစားလေးကိုဖြတ်လို့ရပါပြီကဲဒါဆိုရင်တော့နင်းစီပန်လေးတပွင့်ရသွားပါပြီဒါလေးကဒီလိုလေးပါသူ့ကိုတော့တစ်ခါတည်းပေါ့နော်ဒီမှာတက်ပြီးတော့ချုပ်တဲ့တက်ပြီးတော့ထိုးတဲ့ဒီဇိုင်းမျိုးပေါ့နော်နောက်ထပ်တစ်ခုကကြာသူ့ကိုဘယ်လိုထိုးလို့ရလဲဆိုတော့ကြာတော့ဒီတိုင်းအလွတ်လေးပေါ့နော်အလွတ်လေးလည်းထိုးလို့ရပါတယ်အဲ့တော့ကြာတော့ဆက်စချင်းဒီလိုလေး slit knot လေးထုံလိုက်မယ်ပြီးရင်ဖွန်မီ12ခုထိုးမယ်ပြီးလို့ရှိရင်တော့ထိုးတာကခုနအနီးအတိုင်းပဲတစ်ပေါက်ကို3တိုင်ရှည်3တိုင်ထိုးမယ်နောက်ဆုံးအပေါက်ကြလို့ရှိရင်တိုင်ရှည်တိုင်လက်တိုင်တို့အဲ့ပုံစံလေးထိုးသွားလိုက်မယ်ဒါကတော့ထိုးနေခြင်းကတော့အတူတူပဲပေါ့နော်ဒီအရွက်ကြားထဲမှာတက်တာကတခါတည်းတက်တာနဲ့နောက်မှတက်တာလိုမျိုးလေးနှစ်ခုကွာသွားမယ်ပေါ့နော်ဒီလိုမျိုးလေးရပါပြီဆိုလို့ရှိရင်တော့သူ့ကိုဒီမှာတက်ပေးမယ်ပေါ့နော်တက်မှာကဘယ်လိုတက်လိုက်မလဲဆိုတော့ဒီဂျားတွေကနေဒီလိုလေးတမင်စီကိုယူလိုက်မယ်ပြီးရင်အောက်မှာခြိပေးလိုက်မယ်ပေါ့နော်ဒါလေးကတော့တီးတန်းထိုးပြီးတော့မှပြန်တက်တဲ့နီလေးပေါ့နော်ကိုကြိုက်တဲ့နီလေးနဲ့တက်လို့ရတယ်ပြီးရင်ဒီထဲမှာပြန်ယူလိုက်မယ်ခြိလေးတွေကိုပြီးတော့ရင်ဒါလေးကိုခုနပုံစံအတိုင်းပဲအထဲထဲလေးမှာတစ်ချက်ခြိပေးလိုက်မယ်ပေါ့နော်ပြီးရင်ခြိစားလေးဖြတ်ပေးလိုက်ပါမယ်နှင်းစီပန်းလေးတွေကတော့ဒီပုံစံအတိုင်းအကုန်လုံးထိုးသွားပြရမှာပေါ့နော်ဒီမှာကအရွက်ကကျတော့14ဆုံးရှိတာဖြစ်တဲ့ကြောင့်မလို့နှင်းစီပန်းကိုလည်း14ပွင့်လုပ်လိုက်ပါမယ်နော်ဒီအထိပေါ့နော်စုပေါင်း14ပွင့်ပါအကုန်လုံးထိုးပြီးသွားပြီဆိုရင်တော့ဒီလိုမျိုးလေးရအောင်ပေါ့နော်ဒါလေးကတော့
မင်းကတော့နောက်ပိုင်းဒီဟာလေးတွေကတော့တက်ထိုးပြီးတော့ပဲတက်ထားတာပေါ့နော်အဲ့ဒါကကြောက်ဒီဟာကြီးတစ်ခုလုံးမကန်ရတော့ပို့ပြီးတော့ထိုးရပို့ပြီးတက်ဖြစ်တယ်ထင်လို့ပေါ့နော်နှင်းစီပန်းလေးတွေကိုတက်ထိုးပြီးတော့လိုက်တက်ထားတာပါအဲ့တော့ဒီပုံစံလေးရပါမယ်ဒီပုံစံလေးရပြီးသွားပြီဆိုလို့ရှိရင်သူကပေါ့နော်နှစ်ချမ်းထိုးရမှာဖြစ်တော့ကြောင့်မလို့ဒီပုံစံတိုင်းကွက်တီတူတာကိုနောက်ထပ်တစ်ခုထပ်ပြီးတော့ထိုးပါမယ်နှစ်ခုစာလုံးထိုးပြီးတော့ပြီဆိုရင်တော့ဒီလိုမျိုးလေးနှစ်ခုရပါပြီနော်ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒါလေးကပထမဆုံးထိုးခဲ့တဲ့အဲ့အောက်ခံလေးရဲ့ဒီနှစ်ခုရေပေါ့နော်တွဲပြီးတော့ချုပ်မှာဆိုတော့ကြတော့မှတ်ချိတ်လေးတွေနည်းနည်းလုပ်မယ်နော်မှတ်ချိတ်လေးတွေနဲ့ဒီမှာအလေကောင် stitch လေးကိုရှာလိုက်မယ်ဒီမှာ6တန်း12တန်းထိုးခဲ့တာဆိုတော့6တန်းနေရာကနေပြီးတော့ဒီကောင်လေးကိုလှမ်းပြီးတော့ချိတ်လိုက်ပါမယ်ဒီဘက်ကိုလည်းအဲ့လိုပဲလှမ်းပြီးတော့ချိတ်လိုက်မယ်အဓိကကဒီ point လေးတစ်ချက်မှန်အောင်လုပ်မယ်နော်ပြီးပြီဆိုလို့ရှိရင်တော့ဒါလေးကိုဒီလိုလေးတစ်လျှောက်လေးပေါ့နော်ဒီလိုလေးတစ်လျှောက်လေးကိုနေရာလေးယူပြီးတော့မှတ်ချိတ်လေးနဲ့မှတ်ပါမယ်မှတ်တဲ့နေရာမှာတော့ပြောင်းပြန်ဒါအလှဘက်ပေါ့နော်ပြောင်းပြန်ဘက်ကနေယူပြီးတော့မှတ်မယ်ဒါမှတစ်ခါတည်းချုပ်တဲ့အချိန်မှာအဆင်ပြေမှာပေါ့နော်ဒီမှာမှတ်ချိတ်လေးနဲ့ဒီလိုမျိုးလေးပေါ့နော်နှစ်ပတ်စလုံးစားတစ်ခါတည်းရထားလိုက်မယ်ရထားပြီးတော့ပြီဆိုလို့ရှိရင်တော့သူ့ကိုဘယ်လိုမျိုးလုပ်မလဲဆိုတော့ကြတော့ချုပ်အပ်လေးနဲ့ပေါ့နော်ချုပ်အပ်လေးနဲ့လိုက်ချုပ်ရင်လည်းရတယ်မင်ကတော့ဒီမှာတချောင်းဟိုဟာလေးနဲ့ပေါ့နော်တိုင်တိုလေးနဲ့လိုက်ပြီးတော့ထိုးပါမယ်အဲ့တော့တိုင်တိုလေးနဲ့ထိုးလဲရတယ်ဒါမှမဟုတ်ရင်ချုပ်အပ်လေးနဲ့ပဲယူပဲလိုက်ချုပ်လဲရတယ်ပေါ့နော်ကိုကြိုက်သလိုလုပ်လို့ရတယ်ဒီမှာတော့တိုင်တိုလေးနဲ့ပဲလိုက်ပြီးတော့ချုပ်လိုက်ပါမယ်ဒီတစ်လျှောက်လုံးပေါ့နော်ဒီတစ်လျှောက်လုံးအကုန်လုံးလိုက်ပြီးတော့ချုပ်လိုက်မယ်နော်အကုန်ချုပ်ပြီးတာပြီဆိုရင်တော့အတဲဘက်ကိုလာလိုက်မယ်နော်ဒီလိုလေးရပါပြီတော့ရဆိုတော့ဒါလေးကဒီလိုလေးလန်နေရလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကြတော့ချုပ်အပ်လေးနဲ့ပဲလိုက်ပြီးတော့ချုပ်ပြလိုက်ပါမယ်ချုပ်ပြီးတော့ဒီနားရောက်ရင်ကြတော့သူ့ကိုတန်းလိုက်ကျဲသေးလေးကိုတစ်ခါတည်းတက်လိုက်မယ်နော်တန်းလိုက်ကျဲသေးကိုဒီလိုနှစ်ဖားပေါက်လေးပါတယ်ချုပ်တဲ့ကျဲသေးလေးနဲ့တက်မယ်ခြေလေးကိုအမြင့်လေးခွဲပြီးတော့အသေးပြောင်းတက်ပြီးတော့ကျဲသေးလေးတက်မယ်နော်ဒါမှမဟုတ်ရင်တခြားအချီလိုမျိုးခြေကိုတုံးရင်လည်းရတယ်ချီကြီးအကြီးနေရင်ကြတော့သူ့အပေါက်လေးတွေကမဝင်ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးတက်ပြီးတော့ချုပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့သူကဒီလိုမျိုးလေးကျဲတီလေးနဲ့ဒီလိုအတွင်းထဲကဒီလိုမျိုးလေးပေါ့နော်ဒါလေးကတော့ဒီအတွင်းကဒါလေးကတော့တွဲမချုပ်ဘူးဒီကျဲတီလေးကတော့မတုံးလဲရတယ်တုံးလဲရတယ်ပေါ့နော်ဒါပေမဲ့လိုအပ်တဲ့အချိန်တုံးရအောင်လို့ဒါလေးထည့်ပေးထားတာပြီးတော့ပြီဆိုလို့ရှိရင်နောက်ထပ်ကြံမှာကကြတော့ကြိုးထိုးဖို့ပဲကြံတော့မှာပေါ့နော်ကြိုးထိုးဖို့ကတော့ဒီ main color ကိုပဲယူလိုက်မယ်ပြီးလို့ရှိရင်ဒီလိုနည်းနည်းရှည်လေးခြံလိုက်မယ်ကျိုးကကြတော့ဒီမှာကျိုးထိုးနီးကို2မျိုးတင်ပေးမယ်နော်2မျိုးတင်ပေးမယ်ဆိုတာကမူရင်အိမ်ထိုးနီးမှာထိုးထားတဲ့ထိုးနီးလေးရဲ့ပြီးတော့ကြတော့နောက်တစ်နီးရဲ့2နီးတင်ပေးမယ်ဒီမှာကကြတော့မူရင်ထိုးနီးတိုင်းမူရင်အိတ်ဒီဇိုင်းမှာပါတဲ့ထိုးနီးလေးသူကကျိုးလေးထူထူလေးထိုးတာပေါ့နော်1 3 4 5ခုထိုးလိုက်မယ်ပြီးရင်နောက်ထပ်တစ်ခုထပ်ထိုးမယ်ဆိုတာ6ခုပေါ့နော်ပြီးလို့ရှိရင်တိုင်တိုလေးပဲထိုးလိုက်ပါမယ်ဒုတိယတစ်ခုကနေယူပြီးတော့ထိုးတာနော်နောက်ဆုံးတစ်ခုမယူဘူးဒီနဲ့3 4 5ခုရှိရမယ်နော်ပြီးလို့ရှိရင်နောက်တစ်တန်းတက်မယ်နောက်တစ်တန်းတက်ဖို့အတွက်ဟိုဘက်ကိုလှန်လိုက်မယ်
ဖွင့်ပြီးတစ်ချက်ချက်ပြီးဟိုဘက်ကိုလမ်းလိုက်မယ်နော်ဒါလေးခဏပေးထားလိုက်မယ်ပြီးတော့ပြီဆိုရင်သူကဘယ်လိုယူမလဲဆိုတော့ဒီဟာကပုံမှန်ဆိုလို့ရှိရင်ဒီဖွင့်ပြီးနှစ်ခုကိုယူတာပေါ့နော်ဒီနှစ်ခုလုံးကိုယူတာဒါပေမဲ့ဒီထိုးနီးမှာကြာသူကဘယ်လိုယူမလဲဆိုတော့ဒီတစ်ချမ်းလေးကိုပဲယူလိုက်မယ်ဒီတစ်ချမ်းလေးကိုပဲယူမယ်ပြီးလို့ရှိရင်ဒီအောက်ကခုနထိုးခဲ့တဲ့တစ်ချမ်းကိုလှမ်းပြီးတော့ယူမယ်ဒါမျိုးနှစ်ခုထိုးမယ်နှစ်ခုကိုလှမ်းထိုးမယ်ပေါ့နော်ပြီးလို့ရှိရင်ခြီကိုဆွဲယူမယ်ပြီးရင်တိုင်တိုအနေနဲ့ထိုးမယ်ဒီပုံစံလေးသွားမှာဒီထိုးနီးကကြာတော့ပေါ့နော်အဲ့တော့ကြာတော့ကျိုးလေးကပို့ပြီးတော့ထူထူလေးရတယ်ဒီလိုလေးပါနှစ်ခုသုံးခုလေးခုငါးခုပေါ့နော်ပြီးတော့ဆိုရင်ဒါတတန်းပြီးတော့နောက်ထပ်တတန်းတက်ဖို့အတွက်ဖွင့်မီလေးတစ်ချက်ထိုးမယ်နောက်တတန်းကျရင်လည်းသူကဘယ်လိုလာမလဲဆိုတော့ကြတော့ဒီနောက်ဆုံးထိုးတဲ့ဖွင့်မီကိုမရှိဘူးเนาะဒီမှာဒီဖွင့်မီဒီလိုလေးနှစ်ခုရှိရတဲ့ဒီတတန်းကိုပဲယူလိုက်မယ်ဒီတစ်ခုပဲယူမယ်ပြီးတော့ပြီဆိုလို့ရှိရင်ခုနကထိုးခဲ့တဲ့အတန်းကဒီဟာလေးကိုလမ်းပြီးတော့ဆွဲမယ်လမ်းပြီးတော့ထိုးမယ်ပေါ့နော်ဒီလိုလေးယူပြီးတော့တိုင်တို့ပုံစံလေးတိုင်းထိုးပါမယ်ဒါမျိုးလေးပါဒါလေးကစစထိုးခြင်းဆိုနည်းနည်းမထိုးတတ်သလိုဖြစ်နိုင်ပေမဲ့ပေါ့နော်နည်းနည်းလက်အသားကျသွားတဲ့အချိန်ကျရင်ဒီထိုးရမယ့်အပေါက်လေးကိုမြင်လာနိုင်မယ်နော်ဒီထိုးလေးတွေကတော့သူကကျိုးလေးကိုထူထူတောင့်တောင့်လေးရစေရပေါ့နော်သူ့အထူကတလောက်ရှိရဲတော်တော်ကိုထူတယ်ပေါ့နော်အဲ့တော့ကျတော့မစ်ကော်တွန်လိုမျိုးချီအပြောနဲ့ထိုးမဲ့လူကကျတော့ဒီထိုးနီးလေးနဲ့ထိုးတာအဆင်ပြေတယ်ဘာလို့လဲဆိုအိတ်ကျိုးဆိုတော့ဤလာမှာဤတွဲကြရှေ့လာမှာအဲ့လိုမျိုးစိုးရင်ရရပေါ့နော်အဲ့တော့ကျတော့ချီအပြောနဲ့ထိုးတဲ့လူတွေကဒီလိုမျိုးလေးထိုးရင်ပိုကောင်းပါတယ်ဒီချီနဲ့ထိုင်းထိုးချီနဲ့ပဲထိုးတဲ့လူတွေကလည်းဒီတိုင်းထိုးရင်လည်းရရပေါ့နော်ဒါပေမဲ့သူ့ရဲ့ချီကုံနှုံးကတော့တော်တော်များရပေါ့နော်မြင်တရားဒီအိတ်လေးထိုးတာက300 gram ကိုမှတော်တော်လေးကိုတီးကြရလို့ပြောရမှာအဲ့ဒါဆိုတော့ကျတော့တကယ်လို့မင်းကဒီ300 gram ကိုဒီ8ထိုးနီးနဲ့ထိုးဒီကျိုးထိုးနီးနဲ့ထိုးမယ်ဆိုရင်မလောက်တော့ဘူးပေါ့နော်မလောက်တော့ဘူးကျိုးကကျတော့အရှည်က3ဟိုပါပေါ့ဂျိုင်းလွယ်ဆိုင်ထိုးချင်တာဆိုတော့ကျတော့60 cm 50 cm လောက်ထိုးရမှာပေါ့နော်50 cm လောက်ထိုးရမှာဟိုမှာကျိုးကဟိုဘက်ဒီဘက်2ချောင်းဆိုတော့ကျတော့ဒီထိုးနီးနဲ့ကချီတော်တော်လေးကုန်တာဆိုတော့မလောက်တော့ဘူးပေါ့နော်မလောက်တော့ကြတော့မင်းကတော့ဒီထိုးနီးနဲ့မထိုးတော့ဘူးမထိုးဘဲနဲ့ရိုးရိုးတိုင်တိုလေးတွေနဲ့ပဲထိုးသွားလိုက်မယ်အဲ့တော့ဒါလေးကတော့သူ့ရဲ့ original pattern မှာပါတဲ့ထိုးနီးလေးကိုထိုးပြပေးရပါတော့နော်ဒီလိုလေးပါသူကဒီလိုမျိုးတော်တော်လေးထူထူလေးပေါ့နော်ဒီလောက်လေးအဲ့တော့ကျတော့ဒီနီးနဲ့မထိုးဘူးဆိုတော့ကျတော့ပုံမှန်အတိုင်းတိုင်တိုလေးနဲ့ပဲထိုးသွားလိုက်မယ်မင်းကတော့အဲ့တော့1 2 3 4 5ဒီမှာတိုင်တိုလေးနဲ့ပဲထိုးလိုက်မယ်အဲ့တော့ကျတော့ဒီမှာဖွင့်ပြီးတစ်ချက်တက်ပြီးလို့ရှိရင်ဒီတိုင်းရိုးရိုးပဲဒါလေးကိုတစ်ခုလုံးယူပြီးတော့တိုင်တိုလေးတွေနဲ့ပဲထိုးသွားလိုက်မယ်အရှည်ကိုကျတော့50 cm လောက်ထိုးသွားလိုက်ပါမယ်တကယ်လို့ကိုလိုချင်တဲ့အရှည်ရှိရင်လည်းဒီလိုတိုးဖို့ short ပေါ့နော်ကိုကြိုက်တယ်လို့ထိုးလို့ရတယ်ဒါကတော့တိုင်တိုလေးတွေကြီးပဲထိုးသွားတာပါဖွင့်ပြီးတစ်ချက်တက်ဟိုဘက်ကိုလှမ်းဒီလိုလေးရိုးရိုးလေးတိုင်ထိုးသွားလိုက်မယ်နော်
အဲ့တော့ဒီအိတ်ကကြတော့ဒီခြီကကြတော့ထိုင်းအိတ်ထိုးခြီကအမာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောက်နဲ့လည်းအဆင်ပြေရပေါ့နော်သူ့အထူကတော့ဒီလောက်ပဲရှိတယ်ခုနကြိုထက်တော့ပါတယ်ပေါ့နော်ဒါပေမဲ့လည်းအိတ်တစ်ခုအတွက်ကတော့လုံလောက်တဲ့အနေအထားမှာရှိရတဲ့အတွက်ကြောင့်မလို့ဒီကတော့ဒီလိုရိုးရိုးလေးပဲထိုးလိုက်ပါတယ်နှစ်ချောင်းလုံးအစုံထိထုတ်ပြီးသွားပြီဆိုရင်တော့ဒီလိုမျိုးလေးရပါပြီသူ့ကိုကြိုးရှည်ရှည်လေးထားပြီးတော့ဖြတ်လိုက်မယ်နော်ဖြတ်ပြီးသွားပြီဆိုရင်တော့သူ့ကိုဒီလိုမျိုးချုပ်အပ်လေးနဲ့ပဲဒီမှာတွဲပြီးတော့တက်မယ်ပေါ့နော်အဲ့တော့ချုပ်အပ်လေးနဲ့ပဲတက်လိုက်အောင်မယ်တက်တဲ့နေရာမှာသူဘယ်နာတက်မလဲဆိုတော့ဒီတချမ်းပေါ့နော်ဒီတချမ်းရဲ့ဒီနာလောက်မှာတက်မယ်အရန်အတွင်းရောက်သွားလို့ရှိရင်လည်းတိတ်မလောက်ပေါ့နော်အဲ့တော့ဒီနာလောက်မှာသူ့ကိုတက်ပေးလိုက်ပါမယ်ဒီလိုလေးပူချုပ်လိုက်ရပြီနော်ကျိုးလေးတွေလည်းချုပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะအိတ်လေးကပြီးသွားပါပြီသူရဲ့အိတ် size လေးကိုတစ်ချက်တိုင်းပြပေးမယ်เนาะတကယ်လို့ကိုကပို့ပြီးတော့ကြီးကျင်တာငယ်ကျင်တာရှိရင် adjust လုပ်လို့ရအောင်လို့အိတ် size လေးတစ်ချက်တိုင်းပြပေးပါမယ်ဒီမှာအကျယ်ကတော့သူက17လက်မဝင်ခြင်းရှိရပေါ့เนาะစစချင်းတုန်းကဒီဟာလေးက10လက်မဝင်ခြင်းနဲ့စပြီးတော့ထိုးခဲ့ရပေါ့เนาะဖွင့်မီ50နဲ့ဒီမှာက17လက်မဒီလောက်လေးရှိရပေါ့เนาะဒါကတော့ဒီလိုဘေးဘက်ကိုချိုးထားတဲ့အနေထားပါပြီးရင်အမြင်လေးတစ်ချက်တိုင်းပြပေးမယ်အမြင့်ကတော့ဒီပန်းပွင့်ထီကိုတိုင်းလိုက်မယ်เนาะပန်းပွင့်ထီကိုဒီအောက်ခြေကြီးဆိုရင်တော့10လက်မှာပေါ့နော်ဒီဘက်မှာနည်းနည်းပို့တယ်လို့ပြောရမလားသူကလည်းဟိုလုံးဝကြီးတောင်ကျိုးနေတာမဟုတ်တော့ဒီထီက10လက်မှာပေါ့နော်ကျိုးရှည်ကတော့ဒါက50စင်တီမီတာထိုးထားတာပါအဲ့တော့ size လေးကဒီလောက်လေးပဲပေါ့နော်သူက size လေးကဟိုတုပ်ပတ်ကိုအသေး size လောက်ဆိုတော့စာအုပ်လည်းကောင်းကောင်းဆန့်တယ်စာအုပ်ဆန့်တယ်တပလက်လည်းဆန့်တယ်အဲ့တော့ site EM တေးကိုတုပ်ဘက်ကိုနည်းနည်းခက်တေး site လောက်ပေါ့နော်ဒီလိုလေးပါအဲ့ဒါဆိုတော့ထိုးနီးလေးကလည်းလွယ်လွယ်လေးဆိုတော့အကုန်လုံးလိုက်ထိုးလို့စင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲရှင် bye bye